ချစ်သူတတန်းတလားပြည့်အတွက်ဆိုပြီးတော့ကောင်းမလေးအတွက်ပေါ့နော်ဒီလိုမျိုး iPhone 16လေးပါဝင်ငွေသားတွေနဲ့တခြားပစ္စည်းတွေနဲ့မင်းစီမှာလာပြီးတော့မှာပေးထားတာရှင်တို့လေးတွေအားကြတာနောက်ပေါ့နော်ကျမကတော့ပေါက်လာမှာကလေးအားကြနေရတာပါကဲသူများရင်သားသမီးလေးညာနော်အချစ်ခံရလိုက်တာအားကြလိုက်တာပဲစဉ်းစားနေရလေအဲ့လိုမျိုးချစ်ခံရတဲ့သူကြီးကြောက်လေဘာစီညာစားလို့ချစ်ခံနေရတာလေးပေါ့ကဲချစ်ခံရတဲ့မမကြီးညီမလေးရှိလို့ရှိရင်လည်းအကြံလေးပါလေးကြည့်တတ်ပါအောင်ရှင်ချစ်သူတတန်းတလားရဲနဲ့ဒီလောက်ထိချစ်ခံရရဲဆိုတော့ဘေးရသူတွေတော့မှပြအဟောင်းသားနဲ့ပေါ့နော်အားကြရတဲ့အထိကိုတိုင်းထက်လို့အားကြပါတယ်ကဲမိန်းကလေးတိုင်းအားကြတယ်လို့မိန်းကလေးတိုင်းလည်းအချစ်ခံတင်တာမို့လို့အချစ်မခံရတဲ့ရုံဝလေးဆိုလို့ရှိရင်ရှောင်ကြတော့ကောင်းမလေးလို့ဒီပေါက်လေးမှာဆိုလို့ရှိရင်ဒါကောင်းမလေးအတွက်ပေါ့နော်အဓိကတော့ဖုံးပါiPhone 16တစ်လုံးနဲ့ပြီးတော့ငွေသားလေးတွေပေါ့နော်ပန်းစည်းစီတော့ပဲနဲ့အဓိကသူမကိုငွေလေး30လုံးနဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးလေးပဲရိုးရိုးရှင်းရှင်းလေးပဲထည့်ပေးလိုက်ရပြီးတော့သူကမမင်းရဲ့အထည်ပေါက်လေး report လုပ်ထားတာမျိုးတဲ့အဲ့ဒီဥစားအထည်လေးတွေနဲ့ညပြီးတော့ပေါ့နော်အထည်လေးတွေနဲ့မင်းအစင်ပြေတယ်လို့လေးထည့်ပေးပါတဲ့သူကတော့ဒီဗီဒီယိုလေးကို report လုပ်ထားတာပေါ့နော်ဒီဗီဒီယိုလေးနဲ့သူအောင်ထည့်ပေးဆိုပြီးတော့ငွေလေးတွေကိုဝယ်ပြီးတော့လာမှာခဲရပေါ့နော်အမကြီးတဲ့ဒီပေါက်လိုမျိုးပုံစံတူလေးကိုပေါ့နော်ကျွန်တော်ကတော့ဒီပစ္စည်းလေးထည့်ထည့်ခြင်းနဲ့ငွေမောင်းဘလောက်ကြာလဲဆိုပြီးတော့ပြောပြီးတော့တစ်ခါလေးဆွဲပြီးသွားပါတော့နော်ဒီလိုစီစဉ်နေမှာပြီးတဲ့အတွက်ကျေးဇူးပါ